တမ်းမစင်ရအောင်ဘားတန်းလေးပြေးဖို့ထားအောင်မှမိနစ်ကလေးဖြစ်မခံနိုင်ဖလားရအောင်ရရလေးပါလေးကျိုးရှိထားကြအောင်နှစ်ပေါင်း140လောက်နှစ်စဉ်နှစ်တိုင်းကန်တာတော့ယူစီယန်တလုံးမှမရလို့လေဒီနေ့မြန်ရမလားလို့စုပ်ပြတ်တက်နေပါတယ်ဆိုတဲ့မန်ယူတောင်6နှစ်အတွင်းမှာအဖီယောကာရာဘောင်ရတယ်ယူရိုပါလိဖိုင်နယ်လေးကန်ရတယ်မင်းတို့အာဆင်နယ်ရှင်လေးတယ်တမ်းမတူဘူးလို့ပြောလို့ရှိရင်လည်းပြောပြန်အောင်မယ်အဆင့်တက်ဆိုရဟာယူဒါကြပြားမချစင့်တက်ရောက်တာနဲ့တမ်းမတူဘူးဆိုပြီးတော့တတ်မှတ်လိုက်တော့တာလားစင့်တက်ရောက်ရင်တမ်းမတူဆိုပြီးတတ်မှတ်လိုက်တာလားအဲ့ဆိုလို့ရှိရင် Real Madrid လိုအတင်းမျိုး Man City လိုအတင်းမျိုး Chelsea လိုအတင်းမျိုးဘယ်လိုပြောမလဲစင့်တက်ရောက်တာနဲ့ပဲတမ်းမတူဆိုတဲ့စကားကထွက်လာတယ်အကျွေးစေးကရမ်းတက်မိတာပဲလက်စုပ်လက်ကင်တော့ပြစရာမရှိသေးပဲနဲ့အစစ်တစ်လေးပဲရောက်သေးတာလက်စုပ်လက်ကင်တော့ပြစရာမရှိပဲနဲ့အစစ်တစ်ရောက်တာတော့ဒီလောက်ဖုံထနေယူစီယန်လေးမြတ်မတော်တဆရအတွင်ဘလောက်တောင်ဖုံထကြမလဲငါစဉ်းစားလို့မရလက်ထက်မှာတော့ဘာမှလက်စုပ်လက်ကင်ပြစရာမရှိသေးဘူးအစစ်တစ်လေးပဲရောက်သေးတယ်ဘရာဒါတို့ရရလေးပါလေးကြိုးရှိထားအောင်နော်ဒီနေ့ဖလားရအောင်လို့မန်ယူကတန်းစင်းရလည်းကိစ္စမရှိဘူးနော်ငွေဖို့ပြောတယ်လို့ပြောဝင်မန်ယူတန်းစင်းမင်းတို့ကောင်းနေဘာဖြစ်သွားမလဲထင်တယ်မန်ယူတင်းတန်းစင်းဘာဖြစ်သွားမလဲထင်လဲဘောလုံးလောကတစ်ချက်စုံစမ်းလိုက်နော်တန်းစင်းလည်းဘာမှမဖြစ်ဘူးတမိုင်းလေးလာပြီးသားအတိတ်လေးလာပြီးသားမင်းတို့တင်းကဘာမှတမိုင်းမရှိအတိတ်မရှိတမိုင်းကတော့ရှိပါတယ်ဘာတမိုင်းလဲဆိုတော့တပွဲနှစ်ခါရှုံးပြီးပြန်လာတာဒီနေ့ဆိုရင် OG ကိုတွေရတယ်တော်တော်တမိုင်းလာရယ်နော်နောက်သားတွေပြောစီရရှိနေ2025-26ရာသီမှာ OG ကိုတွေရတယ်တော်တော်လာတဲ့တမိုင်းထပ်ပြောမယ်ဘုန်းကြီးကဘသူမှဘာမှမပြောနော်ကို့အကောင့်မှာကို့ဘာသာကိုပဲနေရနော်ဘသူမှမပုတ်ခတ်ထားဘူးဒါပေမဲ့ငါအကောင့်လာပြီးတော့နင်တို့ကလာဦးနေရနော်ငါပြောမှမနာနဲ့နော်အဲ့တော့ထပ်ဖတ်ပြမယ်နော်တမ်းမစင်းရအောင်ဘာသာနေပြေးခူထောင်မှာမိနစ်ကလည်းဖြစ်မခံနိုင်ဖလားရအောင်ရရချီကြအောင်နင်တို့တင်းဖန်ကြီးပေါ်ပင်ဖန်ကြီးပြောပါတယ်ဖန်စစ်တွေကိုတော့မပြောပါဘူးအာဆင်နယ်ဖန်စစ်တွေကို respect ပေးပါတယ်နောက်မှlike လိုချင်တာလား follow လိုချင်တာလား view လိုချင်တာလားမသိဘူးပေါ်ပင်လေးတွေကိုပြောမယ်ကိုအတင်းတမိုင်းကိုလည်းရင်စုံစမ်းကြည့်အောင်လကားနေရွှေပလားကြီးပြည့်ဆွဲလိုက်ရွှေပလားဘယ်လိုပေးရဘောလုံးကလုံးရလားလာရလားရွှေပလားတစ်လုံးနဲ့တိုင်ပတ်နေတဲ့အတင်းကဖင်ရပြန်ပြီနော်လာပြီးဖင်မရနဲ့ငါအောင်ပါတိလားကိုအေးစိတ်ညီကိုကနဲ့ကိုနီးပြီးတော့ထပ်ပြောဦးမယ်ဘယ်အတင်းနဲ့ပဲကန်ပွဲမလာခင်မှာဗီဒီယိုတင်နေပွဲပြီးရင်လည်းနိုင်ဒီဖြစ်စေရှုံးဒီဖြစ်စေတရေကြဒီဖြစ်စေဗီဒီယိုအမြဲတင်လေးရှိတယ်အဲ့ဒါမုံရောက်တဲ့မုံတို့တစ်ဖွဲ့လုံးအဲ့တိုင်းပဲပွဲမလာခင်မှာဗီဒီယိုတင်နေပွဲပြီးရင်လည်းဗီဒီယိုတင်နေရှုံးဒီဖြစ်စေနိုင်ဒီဖြစ်စေတရေကြဒီဖြစ်စေတင်နေတခြားအသင်းတွေနဲ့ကန်တော့လည်းဒီလိုပဲတင်တာပဲ Brighton နဲ့ပဲကန် Chelsea နဲ့ပဲကန် ဦးနဲ့ပဲကန် Man City နဲ့ပဲကန်ဘယ်အသင်းနဲ့ပဲကန်ဗီဒီယိုတင်နေကြပွဲမလာရင်တင်နေကြဟုတ်တယ်မလားဘယ်လိုတော့ခြေရန်ကောင်းဒီဖြစ်စီမကောင်းဒီဖြစ်စီရှုံးဒီဖြစ်စီနိုင်ဒီဖြစ်စီဒီအသင်းကိုတော့ဘယ်လိုကန်မှာဗာဖြစ်တယ်ညာဖြစ်တယ်ဒါကိုအသင်းကောင်းဒီဖြစ်စီမကောင်းဒီဖြစ်စီဘယ်လိုကန်မှာတော့ဒီအသင်းကတော့ဗာဖြစ်တယ်ညာဖြစ်တယ်ဂျူလီတိုက်တယ်ဒါ AC ပဲစီးနေပေါင်းနဲ့ဘာလဲနင်တို့အသင်းနဲ့ကန်ကမှငါပဲနင်တို့အသင်းလှုပ်ရှားတယ်ဖြစ်ရသည်အော်မန်တစ်ခုတွေ့တယ်ဗါတဲ့အာဆင်နယ်ကိုတဲ့အကြောင်းပြပြီးတော့လှုပ်ရှားနေယူနာလားညို့အသင်းဖန်နေယူနေကြလားယူနေကြလားပြိုင်ဘက်အသင်းကဘယ်အသင်းပဲဖြစ်ဖြစ်ငါအမြဲတမ်းဗီဒီယိုတင်နေပွဲမလာခင်ပွဲပြီးတော့အခုကနင်တို့အသင်းနဲ့ကမ်းမှာမလို့ငါတင်တာလေနင်တို့ဖြစ်နိုင်နင်တို့အသင်းလိုကိုယူငါထားကုန်ထားချင်ငါကောင်းရှင်းလားဖန်စစ်တွေကိုအားနာပါတယ်နင်တို့ပေါ့ပင်းနေပါလာရားနေကြမယ်ယောက်ျားတွေကိုမိန်းမတွေကိုကတ်နဲ့ကိုမနေတတ်ဘူးလားဟေးပါလေမသိထပ်ပြောမယ်ရရချီတာဖလားရခြင်းနဲ့မလားရရလေးပါလေကြို့လုံးဖျက်မဝင်ရှိခိုး